ကျွန်တော်ကတော့နေပြီးတော့အောက်တက်တီမျိုးနဲ့တောင်သူကိုဝင်းလိုက်ဖြစ်ပါတယ်ခုလက်ရှိအသုံးပြုနေတော့ထုံးတဲ့နှစ်စီးရဲ့ရိတ်ရှုတဲ့တစ်စီးရဲ့အသုံးပြုနေပါတယ်2019စပြီးတော့မြင်းကား60တစ်စီးဝယ်ဖြစ်သွားတာပေါ့နော်သူ့ရဲ့ကြံခိုင်မှုအားရဲ့သူ့ရဲ့စွမ်းဆောင်ရည်ကြောင့်ကိုလုပ်ငန်းအစအရာအဆင်ပြေတော့ကြောင့်ကျွန်တော်2018မှာမြင်းကား60တစ်စီးထပ်ဝယ်ဖြစ်သွားတယ်ပေါ့အဲ့ဒီမှာပဲရှေ့ကိုလုပ်ငန်းတွေအစအရာထပ်ပြီးတော့အဆင်ပြေလာကျွန်တော်2019မှာရိတ်ရှုတဲ့တစ်စီးထပ်ဝယ်ဖြစ်သွားတယ်ပေါ့2020ကျောက်တော့ကျွန်တော်မြင်းကောင်85ကိုဘိုတာမြင်းကောင်85တစီထပ်ဝယ်ပြသွားပါဘူးလက်ရှိကတော့မြင်းကောင်60တစီရဲ့59တစီရဲ့ပေါ့နော်ရိတ်ဆက်ကတော့G Pro ပေါ့တစီရဲ့ပေါ့လက်ရှိအသုံးပြုနေကိုဘိုတာဆက်အသုံးပြုတာတော့အစအရာအဆင်ပြေပေါ့နော်သူရဲ့စပီယာဘတ်ပေါ်များမှုဆက်ရဲ့ကြမ်းခိုင်မှုအားကောင်းမှုကြောင့်လုပ်ငန်းတွေမှာလည်းတွင်တွင်ကျကျလောက်ကင်နိုင်တယ်ပေါ့နော်တနှစ်ပြီးတနှစ်အဲ့လိုမျိုးနှစ်တိုင်းအဆင်ပြေတော့ကျွန်တော်ဆက်တွေကိုအများနဲ့နှစ်တိုင်းလိုဝယ်ပြစ်တယ်ပေါ့နော်ဆက်ထဲမှာလည်းယင်းနှိမ့်မြုံနှံမှုတော့လောက်ထားတယ်ပေါ့ဒီပြင်းစီးပွားရေးလုပ်ငန်းလည်းရှိရပေါ့ဒါပေမဲ့ဘယ်လိုပြောမလဲဆိုတော့ကိုကတောင်သူပဲအရင်ကလောက်ကင်လာများတော့ဒီကိုလည်းအဆင်ပြေတောင်သူတွေ့လဲအဆင်ပြေအောင်ကိုကအငှားဝန်ဆောင်မှုတွေနဲ့လည်းလိုက်ပြီးအသုံးပြုရပါတော့ကိုဘိုတာဘာတော့ခုလက်ရှိရတော့အကောင်းဆုံးလို့ပြောလို့ရတယ်ပေါ့နော်ကိုနေရာမှာလည်းမဟုတ်ဘူးတနိုင်ငံလုံးတိုင်းတာတော့ကိုဘိုတာပဲသုံးကြတာများတာဟုတ်နောက်ဝယ်ကျင်တဲ့တောင်သူတွေဆိုလည်းဒီကိုဘိုတာဘရန်ပဲကိုကလက်ရှိ2019နဲ့ကအသုံးပြုလာခုချိန်ထိကိုဘိုတာပဲအသုံးပြုကုန်ဆက်ရစွမ်းဆောင်အားတွေလုပ်ငန်းတွင်ကျမှုအားရောကိုဘိုတာပဲကောင်းတယ်ချင်းလို့ပေါ့နော်အားကြောင့်ကျွန်တော်ကြိုက်သွားတာပေါ့နော်နောက်လဲဆက်ပြီးဝယ်ဦးမှာပါဆက်ဝယ်ခြင်းနဲ့တောင်းသူတွေဆိုရင်လည်းဒီရေသွေးကောင်းတဲ့ကိုဘိုတာကိုပဲဝယ်ယူအသုံးပြုစေခြင်းတယ်လို့ကျွန်တော်အကြံပြုခြင်းပါတယ်ကျွန်တော်တို့တောင်းသူတွေဝင်ငွေစုပွားတိုးတက်ဖို့ကိုဘိုတာကိုရွေးချယ်ကြပါစို့